မိတ်ဆွေတမိုင်းကိုဘယ်လိုလက်ခံတာလဲတမိုင်းကိုကျွန်တော်တို့တွေဟာနေဆွဲစစ်ပွဲတွေဒါမှမဟုတ်ဘရင်တွေရဲ့အမြင်နာမတွေနဲ့မှတ်တမ်းတင်ကြလေးရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တမိုင်းကိုလူမျိုးတစုရဲ့စုပေါင်းလေးပြရုပ်သတ္တခုကနေတစ်ခုကိုကူးဆက်သွားတတ်တဲ့စုပေါင်းစိတ်တန်ရာတွေရဲ့မှတ်တမ်းတစ်ခုပြမှတ်ယူပါတယ်ရခိုင်ပြည်နဲ့ရခိုင်လူမျိုးတွေရဲ့ဖြစ်တည်မှုနာကျင်မှုနဲ့ရုန်းကန်မှုတွေကိုနားလည်ဖို့ဆိုရင်တော့ကျွန်တော်တို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ရခိုင်လူမျိုးတွေရဲ့စိတ်ပိုင်းဆိုင်ရာတန်ရာအကြီးကျယ်စတင်ရရှိခဲ့ရတဲ့တမိုင်းလေပြောင်းတွေစီကိုအရင်ဆုံးသွားကြရပါလိမ့်မယ်ဒီလေပြောင်းက1984ခုနှစ်ဒီဇင်ဘာလမှာစတင်ခဲ့တာပါအဲ့ဒီချိန်ကအမရပူရနေပြည်တော်မှာဇိုးဆန်နေတဲ့ဗမာဘရင်ဘိုးတော်ဖျားကသူ့ရဲ့သားတော်အေရှင်မင်းသရိုးမင်းစောကိုအင်အားလွန်ကြီးမာတဲ့တပ်မတော်ကြီးနဲ့အတူရခိုင်ပြည်ကိုသိမ်းပိုက်ဖို့ဆိုပြီးတော့ဆေလွတ်ခဲ့ပါတယ်ရာစုနှစ်ပေါင်းများစွာကိုပိုင်တီနန်ကိုပိုင်အချုပ်ချာအာဏာနဲ့ခန္ဓာထေဝါစာရပ်တည်ခဲ့တဲ့မြောက်ဦးနေပြည်တော်ကြီးဟာအဲ့ဒီ1984ခုနှစ်ဒီဇင်ဘာလရဲ့နောက်ဆုံးရက်သက်တစ်ပတ်တွေမှာပဲဗမာတပ်တွေရဲ့လက်အောက်ကိုကြားရောက်သွားခဲ့ပါတယ်ဒါဟာရိုးရှင်းရှင်းစစ်ရေးအရာအရှုံးနိုင်ဖြစ်ပေါ်ခဲ့တာမျိုးမဟုတ်ပါဘူးတမိုင်းစိတ်ပေတာရှုထောက်ကနေကြည့်မယ်ဆိုရင်ဒါလူမျိုးတစုရဲ့အသိဉာဏ်နဲ့ခေါင်းဆောင်မှုရန်တရားတစ်ခုလုံးကိုရိုက်ချိုးဖျက်ဆီးခံလိုက်ရတာပါဗမာတပ်တွေကမြောက်ဦးနန်းတော်ကြီးကိုသာမကပဲနဲ့ရခိုင်တို့ရဲ့ရာစုနှစ်ချီရိုးရရင်ကျေးမှုစေချမ်းဘေးရင်ချမ်းနဲ့တမိုင်းမှတ်တမ်းတွေစုစည်းထားရစာပေတိုက်တွေကိုပါမီးရှို့ဖျက်ဆီးခဲ့ကြတာပါအစိုးရဆုံးကတော့ရခိုင်တို့ရဲ့နောက်ဆုံးဘရင်ဖြစ်တဲ့မဟာသမရရာဇာအပါအဝင်တော်ဝင်မိသားစုတွေအတတ်ပညာရှင်တွေစဆိုတွေလက်မှုပညာသည်တွေနဲ့ပြည်သူပေါင်း3000ကျော်ကိုအမရပူရနေပြည်တော်စီတို့စစ်တုပ်ပန်းတွေဖြစ်နေအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါပဲစိတ်ပညာရပြောရမယ်ဆိုရင်တော့လူမျိုးတစ်မျိုးကိုရေရှည်ကျွံပြုတ်နိုင်ဖို့အတွက်သူတို့ရဲ့အသိပညာရှင်အတတ်ပညာရှင်အလွှာအသီးသီးကိုမြက်ပြအောင်ဖယ်ရှားပြစ်လိုက်တဲ့သဘောပါပဲဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးရခိုင်ပြည်သူတွေရဲ့ရင်ထဲမှာဘယ်တော့မှမေးဖြောက်လို့မရနိုင်တော့မဲ့မျိုးဆက်တစ်ခုကနေတစ်ခုကိုနာကျင်မှုတွေသွေးစိမ်းရှင်ရှင်စီးစီခဲ့တဲ့အဖြစ်အပျက်ကတော့1985ခုနှစ်မှာဖြစ်ပွားခဲ့တာပါအဲ့ဒါကတော့ရခိုင်ပြည်သူရခိုင်ပြည်သားတွေခေတ်ဆက်ဆက်အသက်ထက်မကအထွတ်မြတ်ထားကိုးကွယ်ခဲ့ရတဲ့မဟာမုနီရုပ်ရှင်တော်မြတ်ကြီးကိုဗမာပြည်ဘက်ကိုအရမပင်းဆောင်သွားခြင်းပါပဲမိတ်ဆွေတို့စဉ်းစားကြည့်ပါရုပ်ရှင်တော်မြတ်ကြီးကိုတောင်ကုန်းတောင်ကြားလမ်းတိုင်းတောင်တွေကိုဖျက်ကျော်ပြီးတော့တဲဆောင်သွားရတဲ့အခါလမ်းခီးမှာရခိုင်ပြည်သူတွေဟာရင်ဘက်ကိုစီးတီးလို့ငိုကြွေးခဲ့ရပါတယ်တမိုင်းစိတ်ပေတာရာမဟာမုနီရုပ်ရှင်တော်မြတ်ကြီးဟာရခိုင်တွေအတွက်ဘာသာရေးဆိုင်ရာကိုးကွယ်မှုတသက်မဟုတ်ပါဘူးသူတို့ရဲ့နိုင်ငံရေးအရာလုံခြုံမှုလူမျိုးစုရဲ့စုပေါင်းဝန်းညီနဲ့သူတို့ကိုအကာအကွယ်ပေးထားတဲ့လိပ်ပြာကြီးတစ်ခုအဖြစ်သူတို့ကမှတ်ယူတာပါအဲ့ဒီလိပ်ပြာကြီးကိုအကြမ်းဖက်လူယူခံလိုက်ရတဲ့အခါရခိုင်လူမျိုးတွေရဲ့စိတ်ထဲမှာစုပေါင်းလိပ်ပြာပျောက်ဆုံးသွားတဲ့လိုမျိုးကြီးမားတဲ့အကာအကွယ်မဲမှုနဲ့စိတ်တစားဒဏ်ရာကြီးကိုစတင်ရရှိသွားခဲ့ပါတော့တယ်အဲ့ဒီနောက်ပိုင်းနှစ်ပေါင်း40ကျော်အတွင်းမှာဘိုးတော်ဘုရားရဲ့ဗမာအုပ်ချုပ်ရေးရန်တရားဟာရခိုင်ပြည်သူတွေပေါ်အလွန်ပြင်းထန်တဲ့ဖိနှိပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ရခိုင်မျိုးသားတွေကိုမိထီလာကန်ဆယ်ဖို့အတွက်၎င်းမင်းကုန်းမတိုးတော်ကြီးကိုတိစောက်ဖို့အတွက်၎င်းအဓမ္မလှုပ်အားပေးစေခိုင်းဖို့အတွက်ပြည်မဘက်ကိုတောင်းနဲ့ချီပြီးတော့ခေါ်ဆောင်သွားခြင်းခံရခဲ့ရပါတယ်။အကိုအမီးမြေပေါ်မှာလည်းကျုံပြုတ်ခံရခြင်းမိသားစုများကွဲကွာရခြင်းအသက်အိုးအိမ်စည်းစိမ်များလူယူခံရခြင်းတွေကြောင့်ရခိုင်ပြည်သူတွေအမြောက်များဟာအိန္ဒိချင်းဗြိတိရှားတို့အုပ်ချုပ်ရာဘင်္ဂလားဒေ့ရှ်ဒေသစစ်တကောင်းဘက်ကိုအလုံးရင်းနဲ့ထွက်ပြေးသိမ်းရှောင်ခဲ့ရပါတယ်ဒီလိုထွက်ပြေးသိမ်းရှောင်ရသူတွေထဲမှာရခိုင်အမျိုးသားခေါင်းဆောင်တဦးဖြစ်တဲ့ချင်းပြန်လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်ချင်းပြန်ကဗြိတိရှားပိုင်နက်တွေထဲကနေပြီးတော့အခြေစိုက်ပြီးဗမာတပ်တွေကိုပျောက်ကြားစနစ်နဲ့ပြန်လည်တော်လှန်ခဲ့ပါတယ်ဒီတော်လှန်မှုတွေပြည်သူတွေရဲ့ထွက်ပြေးမှုတွေနဲ့ဗမာဘရင်တွေရဲ့ရက်စက်တဲ့နှိမ်နင်းမှုတွေဟာရခိုင်ဗမာဆက်ဆံရေးကိုဘယ်တော့မှပြန်လည်မဆေးဆက်နိုင်တော့မဲ့အယုံကြည်မဲ့မှုတန်ရာကြီးကိုသွေးကွက်တွေနဲ့စတင်စာမျက်နှာဖွင့်လိုက်ခြင်းပဲဖြစ်ပါတယ်ကယ်တင်ရှင်အတူရောင်များနဲ့သွေးခွဲအုပ်ချုပ်ခြင်း1824ခုနှစ်မှာပထမအင်္ဂလိပ်မြန်မာစစ်စတင်ဖြစ်ပွားခဲ့ပြီးတော့1826ခုနှစ်ဖေဖော်ဝါရီလကုန်မှာတော့လက်မှတ်ရေးထိုးခဲ့တဲ့ရတနာဘိုစာချုပ်အရရခိုင်ပြည်နယ်ဟာဗြိတိရှ်အင်ပါယာရဲ့လက်အောက်ကိုတရားဝင်ကျရောက်သွားခဲ့ပါတယ်။အင်္ဂလိပ်တွေဟာရခိုင်ပြည်ပေါ်ကိုခြေချလာတဲ့အချိန်ကနေစပြီးတော့ရခိုင်ပြည်သူတွေရဲ့စိတ်အခြေအနေကိုစမ်းစစ်ကြည့်ဖို့လိုပါတယ်။အဲ့ဒီချိန်ကရခိုင်တွေကဗမာပြည်တွေရဲ့စစ်ဖက်နှက်အောက်မှာနှစ်ပေါင်း40ကျော်နာကျင်ခံစားရပြီးဖြစ်လို့အင်္ဂလိပ်တွေကသူတို့ရဲ့လွတ်လပ်ရေးကိုပြန်ပေးမယ်ဗမာတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကနေကဲတင်မဲ့ကဲတင်ရှည်ကြီးတွေအဖြစ်နဲ့ရခိုင်တွေကသူတို့ကိုထင်မှားအမြင်မှားပြီးတော့အင်္ဂလိပ်တွေကိုကြိုဆိုခဲ့ကြပါတယ်အင်္ဂလိပ်တွေကလည်းဒါကိုကောင်းကောင်းသိပါတယ်သူတို့ဟာရခိုင်တွေရဲ့ရင်ထဲကနာကြီးမှုနဲ့လွတ်လပ်ချင်နေတဲ့စိတ်ဆန္ဒကိုနိုင်ငံရေးအရာစိတ်ပိုင်းဆိုင်ရာကစားကွက်ဆင်ပြီးတော့အသုံးချခဲ့ပါတယ်အစပိုင်းမှာတော့ရခိုင်တွေကိုမျှော်လင့်ချက်အမှားတွေပေးခဲ့ပြီးတော့နောက်ပိုင်းမှာတော့ကိုလိုနီအုပ်ချုပ်ရေးရန်တရားကြီးအောက်ကိုလုံးလုံးလန်းလာသွတ်သွင်းပြစ်လိုက်ပါတော့တယ်ဒီနေရာမှာကျွန်တော်တို့အဓိကဆွေးနွေးရမယ့်အချက်ကဗြိတိရှားတို့ရဲ့ကြောရိုးဖြစ်တဲ့သွေးခွဲအုပ်ချုပ်ရေးအကြောင်းပါပဲအင်္ဂလိပ်တွေကရှမ်းကချင်ချင်းစတဲ့တောင်တန်းဒေသတွေကိုပြည်မနဲ့ခွဲခြားအုပ်ချုပ်ခဲ့ပေမဲ့ရခိုင်ကိုတော့ဗမာပြည်မကြီးနဲ့တပေါင်းနဲ့ထားပြီးတော့အုပ်ချုပ်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့သွေးခွဲနည်းကစာရွက်ပေါ်မှာမြင်တာထားတာတဲ့ပို့ပြီးတော့တိမ်မွေ့နဲ့နဲတယ်လို့ပို့ပြီးတော့လည်းအနေရကြီးပါတယ်
သူတို့ဟာရခိုင်နဲ့ဗမာကြားကတမိုင်းဝင်အနာဟောင်းတွေကိုအများနဲ့စွပေးလေးရှိပါတယ်ဗမာတွေကမင်းတို့ကိုဖျက်ဆီးခဲ့တာမင်းတို့ရဲ့မဟာမူနီကိုလူယူသွားတာဆိုတဲ့အသည့်ကိုရခိုင်တွေရဲ့ရှင်ထဲမှာအများနဲ့စိတ်ဆက်နေအောင်လို့တမိုင်းအကြောင်းတွေကိုလိုအပ်တယ်လို့အသုံးချခဲ့ပါတယ်ရည်ရွယ်ချက်ကတော့နေချက်စမ်းချင်ရေးလှုပ်ရှားမှုတွေပေါ်ပေါက်လာတဲ့အခါရခိုင်နဲ့ဗမာစီးလုံးညီညွတ်စွာပူးပေါင်းမသွားအောင်တားဆီးဖို့ပါပဲဒါတည်းမကသေးပါဘူးအင်္ဂလိပ်တို့ဟာရခိုင်ပြည်ရဲ့စီးပွားရေးနဲ့လူဦးရေဖွဲ့စည်းပုံကိုပါအကြီးအကျယ်ဖျက်ဆီးမဲ့ policy တစ်ခုကိုကျင့်သုံးခဲ့ပါတယ်အင်္ဂလိပ်တွေဟာစစ်တွေမျိုးကိုစိတ်ကမ်းမြို့ကြီးအဖြစ်နဲ့တည်ဆောက်ပြီးတော့ရခိုင်ပြည်နယ်ကိုစံစဘာအမြောက်များထုတ်လုပ်နိုင်တဲ့စဘာကြီးကြီးဖြစ်ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအတွက်လိုအပ်တဲ့လေယာလှုပ်သားတွေကိုအိမ်နီးချင်းစစ်တကောင်းဒေသကနေပြီးတော့လွတ်လပ်စွာဝင်ရောက်ခွင့်ပြုလိုက်တာပါပဲ။ဒီလိုဝင်ရောက်လာမှုဟာရခိုင်ပြည်သူတွေအတွက်တော့တည်ရှိမှုဆိုင်ရာချင်းချောက်မှုအသစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ရခိုင်တွေကကိုယ့်နေပေါ်မှာစီးပွားရေးအရာရောလူရေးအရာပါဖိအားပေးချင်းချောက်ခံလာရတဲ့အခါပြည့်ထန်တဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုခံစားလာရပါတယ်အင်္ဂလိပ်တွေကအုတ်ချုပ်ရင်းနဲ့စီးပွားရေးရ6လန့်တယ်အောက်ချိန်မှာတော့ရွှေပြောင်းဝင်ရောက်လာသူတွေကနေမြင်တဲ့လေယာတွေကိုစိုးမိုးလာကြတယ်တစ်ဖက်မှာလည်းပြည်မကဗမာခေါင်းဆောင်တွေကရခိုင်ပြည်နဲ့ဒီထူးခြားဆန်းပြတဲ့အန်ရရဲ့ကြီးမားလာတဲ့လူဦးရေအပြောင်းလဲပြဿနာကိုတည်တည်ချာချာနားမလည်ခဲ့ကြပါဘူးဒါရခိုင်တွေကိုသူတို့ရဲ့စိတ်ထဲမှာဗမာတွေကငါတို့ရဲ့ဒုက္ခကိုဘယ်တော့မှစာနာမှာမဟုတ်ဘူးဆိုတဲ့တန်တရားကိုပို့ပြီးတော့ခိုင်မာသွားစေခဲ့ပါတယ်1930ပြည့်လွန်နှစ်တွေမှာတခင်ကိုတော်မိုင်းဗိုလ်ချုပ်အောင်ဆန်းတို့ဦးဆောင်တဲ့ဒုဗမာအစည်းအရုံးနဲ့အမျိုးသားလှုပ်ရှားမှုတွေပေါ်ပေါက်လာတဲ့အခါဆရာတော်ဦးစိန်နာနဲ့ဦးအောင်ဆန်းဝေတို့လိုရခိုင်ခေါင်းဆောင်တွေကနေချက်စမ်းချင်ရေးမှာအသက်ဆုံးပြီးပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒါပေမဲ့အင်္ဂလိပ်တွေစိုက်ပျိုးခဲ့တဲ့သွေးခွဲအုပ်ချုပ်မှုရဲ့အဆိုးရွားဆုံးအကျိုးဆက်ကတော့1942ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းပေါက်ကွဲထွက်လာပါတော့တယ်။1942ခုနှစ်မှာဂျပန်တပ်တွေဝင်ရောက်လာပြီးတော့ဗြိတိရှတပ်တွေစုခွာသွားတဲ့အခါရခိုင်ပြည်မှာအုပ်ချုပ်ရေးလေဟာနယ်တစ်ခုကြီးဖြစ်ပေါ်လာပါတယ်။အဲ့ဒီလိုအုပ်ချုပ်သူမရှိဘဲနဲ့ဖြစ်ချင်တဲ့ဖြစ်နေတဲ့လေဟာနယ်ကြီးမှာဗြိတိရှတွေကသူတို့စုခွာရင်းနဲ့လက်နက်တပ်ဆင်ပေးခဲ့တဲ့မွတ်စလင်ပျောက်ကြားတပ်ဖွဲ့တွေနဲ့ဒေသခံရခိုင်လူမျိုးတွေကြားပြီးတော့တစ်ဖက်မှာလည်းဗမာလူမျိုးရေးတပ်မတော်ရဲ့ဝင်ရောက်လာမှုတွေကြားလူမျိုးရေးဘာသာရေးအထီးကယုံကြီးတွေအကြီးအကျယ်ပေါက်ကွဲထွက်ခဲ့ပါတယ်။ရခိုင်ပြည်မြောက်ပိုင်းမှာကျေးရွာပေါင်းရာနဲ့ချီပြီးတော့မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။လူတောင်းချီသေးဆုံးကတိန်းနဲ့ချီတဲ့ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်1942ခုနှစ်အရေးအခင်းဟာရခိုင်ပြည်သူတွေရဲ့စိတ်ထဲမှာလေးနက်တဲ့စိတ်တန်ရာအသစ်တစ်ခုကိုထပ်မံစိုက်ပျိုးလိုက်ရုံသာမကဘဲနဲ့အင်္ဂလိပ်တို့ရဲ့သွေးခွဲအုပ်ချုပ်ရေး policy ကခြံရစ်ထားခဲ့တဲ့အစိတ်အတောက်တွေဘလောက်ထိကြောက်စရာကောင်းလဲဆိုတာကိုပြသခဲ့တဲ့တမိုင်းဝင်သွေးဆုံးခဲ့တဲ့စာမျက်နှာတစ်ခုဖြစ်ပါတယ်1948ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာတော့မြန်မာနိုင်ငံဟာဗြိတိရှတို့လက်အောက်ကနေလွတ်လပ်ရေးရရှိခဲ့ပါတယ်အပြည်မကဗမာပြည်သူတွေကလွတ်လပ်ရေးအတွက်ပျော်ပွဲရှင်အောင်ပွဲခံနေကြချိန်မှာတော့ရခိုင်ပြည်သူတွေရဲ့စုပေါင်းစိတ်အခြေအနေကလုံးဝကိုကွဲပြားနေခဲ့ပါတယ်။တမိုင်းစိတ်ဗေဒရှုထောင့်ကနေကြည့်ရင်ရခိုင်တွေရဲ့ရင်ထဲမှာငါတို့ဟာနေချက်ဗြိတိရှလက်ထဲကနေပြီးတော့ဗမာအစိုးရရဲ့လက်အောက်ကိုနောက်တစ်ကြိမ်ထပ်ပြီးကြုံပြုတ်ခံလိုက်ရပြီဆိုတဲ့ပြည့်ထန်တဲ့ခန်းစားချက်ဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ကပြည်တွင်းမှာကိုလိုနီအပြုတ်ခံရခြင်းလို့ခေါ်ပါတယ်။ဒီလိုခံစားရတာဟာလည်းအကြောင်းမဲ့မဟုတ်ပါဘူး။1948ခုနှစ်မှာဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်တွေချိုးဆိုခဲ့ကြတယ်ပင်လုံစာချုပ်မှာရှမ်းကချင်ချင်းစတဲ့ဒေသတွေကိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့တောင်တန်းဒေသပြည်နယ်တွေအဖြစ်အတိမတ်ပြုတ်ခဲ့ပေမဲ့ရခိုင်ကိုတော့တီးခြားပြည်နယ်အဖြစ်တတ်မှတ်မပေးခဲ့ဘဲနဲ့ဗမာပြည်မကြီးရဲ့တိုင်းတစ်ခုအဆင့်ဖြစ်တာထည့်သွင်းခြင်းကိုခံခဲ့ရပါတယ်ဒါရခိုင်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ပြည်သူတွေရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးခံလိုက်ရတယ်လို့ပါပဲပါလီမန်ဒီမိုကရေစီခေတ်ဦးနုအစိုးရလက်ထက်မှာရခိုင်ခေါင်းဆောင်တွေဟာရခိုင်ပြည်နယ်ရရှိရေးအတွက်ဥပဒေအတွင်းကနေအသေးအတန်ကြိုးပမ်းခဲ့ကြသလိုတစ်ဖက်မှာလည်းဆရာတော်ဦးစိန်နာဦးဆောင်တဲ့လက်နက်ကင်တော်လှန်ရေးတွေကကဘာဦးကလေးကတောက်လောင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဦးနုကနိုင်ငံရေးအရာအကြက်ရိုက်လို့ဆိုပြီးတော့ရခိုင်ပြည်နယ်ကိုဖက်ဒရယ်ပေးမယ်ဆိုပြီးသဘောတူခဲ့ပါတယ်ဒါပေမဲ့ဒီအိမ်မက်တွေဟာ1962ခုနှစ်မတ်လ2ရက်နေ့မှာခွေးတခုနေဝင်ကစစ်တပ်ကိုအာဏာသိမ်းလိုက်တဲ့အခါအကုန်လုံးရေစုံမျောသွားရပါတော့တယ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တခြားလုံးနဲ့အဲ့ဒီနောက်ပိုင်းအစိုးရအဆက်ဆက်နာဝတနာယကလက်ထက်တွေမှာဗမာပြည်ဝါဒနဲ့အချိန်ကုန်ပြင်းစွာကျင့်သုံးခြင်းကိုခံခဲ့ရပါတယ်ရခိုင်တို့ရဲ့စာပေရှင်ကျေးမှုတမိုင်းပြတဲ့ချက်တွေကိုမှိမ့်မိန်အောင်ပြုလုပ်ခဲ့တယ်လို့ရခိုင်ပြည်နယ်ဟာတဘာဝတန်ရန်စာရတွေဥပမာရွှေတဘာဝတန်ငွေလိုစီမံကိန်းတွေအမြောက်များထွက်ရှိတဲ့ဒေသဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီကနေရတဲ့ဘဏ္ဍာငွေတွေကိုပြည်မကအစိုးရကပဲအကျိုးခံစားပြီးတော့ရခိုင်ပြည်နယ်ကိုတော့လမ်းမဆက်သွယ်ရေးအစိုးရဆုံးနဲ့ပညာရေးနဲ့ကျန်းမာရေးအနှိမ့်ကျဆုံးမြန်မာနိုင်ငံရဲ့အစင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ရွေးချက်ရှိရှိပြစ်ပယ်ထားခဲ့တာပဲဖြစ်ပါတယ်ဒီခန်းစားချက်ကိုကျွန်တော်တို့ဗမာတွေလည်းနားလည်ပါလိမ့်မယ်ဒီလိုဆယ်စုနှစ်ပေါင်းများစွာနိုင်ငံရေးအရာလစ်လူရှုခံရမှုစီးပွားရေးအရာ
ခေါင်းပုံဖြတ်ခံရမှုတွေဟာရခိုင်မျိုးဆက်သစ်လူငယ်တွေရဲ့စိတ်ထဲမှာကြီးမားတဲ့နာကြီးမှုစိတ်ပြတ်မှုနဲ့အတူငါတို့တောင်းတနေတဲ့ဖက်ဒရယ်ဆိုတာဗမာစစ်တပ်ရှိနေတဲ့၍ငါတို့ရမှာမဟုတ်ဘူးဆိုတဲ့ကိုယ့်ကကြမ္မာကိုကိုယ်တိုင်လက်နက်ကင်စနစ်နဲ့ဖန်တီးမှတာရမယ်ဆိုတဲ့ပြည့်ထန်တဲ့ရှင်တန်ရေးဗီဇကိုနှိုးဆွပေးလိုက်သလိုပါပဲဒီစိတ်ပိုင်းဆိုင်ရာတော်လှန်မှုရဲ့အထွတ်အထိပ်ရလဒ်ကတော့2009ခုနှစ်ဧပြီလ10ရက်နေ့မှာပေါ်ထွက်လာခဲ့ပါတယ်ကချင်လုံးမြောက်ရေးတပ်မတော် KIA ရဲ့ဌာနချုပ်ရှိရာလိုင်းစာမြေမှာရခိုင်လူငယ်ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ဒုဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်တို့အပါအဝင်ရခိုင်လူငယ်26ယောက်ဟာအာရခတပ်တော် AA ကိုစတင်တည်ထောင်ခဲ့ပါတယ်အာရခတပ်တော် AA ဟာရခိုင်ပြည်သူတွေရဲ့စိတ်ထဲမှာတိမ်ငယ်နေတဲ့အားငယ်နေတဲ့စိတ်ဓာတ်တွေကိုရခိတလမ်းစဉ်ဆိုတဲ့နိုင်ငံရေးသွေးခေါ်မှုအသစ်နဲ့ပြန်လည်မြင့်တင်ပေးခဲ့ပါတယ်ဒါဟာရခိုင်လူမျိုးတွေရဲ့စူပေါင်းလေးပြာကိုပြန်လည်ခေါ်ယူခြင်းပါပဲ2015ခုနှစ်ကစလို့အာရခတပ်တော် AA ဟာရခိုင်မြေပေါ်မှာစတင်အခြေစိုက်ဝင်ရောက်လာခဲ့ပြီးတော့2018ခုနှစ်ကနေ2020ခုနှစ်အတွင်းမှာတော့မြန်မာတပ်မတော်နဲ့အာရခတပ်တွေကြားရခိုင်ပြည်နယ်မြောက်ပိုင်းမှာတမိုင်းတစ်လျှောက်အပြင်းထန်ဆုံးတိုက်ပွဲကြီးတွေဖြစ်ပွားခဲ့ပါတယ်စစ်တပ်ဟာကြေးရွာတွေကိုမီးရှို့တယ်အရက်သားတွေကိုဖမ်းဆီးတပ်ဖြတ်တယ်ပြည်သူပေါင်း2သိန်းကျော်ကိုစစ်ပေးဆောင်ဒုက္ခတွေဘဝကိုရောက်အောင်လို့တွန်းပို့ခဲ့ပါတယ်ဒါပေမဲ့တမိုင်းစိတ်ပေတာရဒီတစ်ချိန်မှာတော့ရခိုင်ပြည်သူတွေဟာအတိတ်ကလိုကြောက်ရွံ့နေပြီးတော့ထွက်ပြေးတာမျိုးမဟုတ်တော့ဘဲနဲ့ကိုယ့်ရဲ့အမျိုးသားတပ်မတော်ကိုအလုံးရင်းနဲ့ထောက်ခံပြီးတော့ကိုပိုင်ပြရန်ခွင့်အတွက်ဘာမဆိုပေးဆက်ရတဲ့တမ္ပတိစိတ်ဓာတ်တွေအဖြစ်သွေးတဲ့သားထဲမှာအထိရောင်းလဲသွားခဲ့ကြပြီပဲဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့မေလိုမင်းအောင်လှိုင်ကဥဆောင်ပြီးတော့စစ်တပ်ကိုအာဏာသိမ်းလိုက်တဲ့ဖြစ်ရပ်ဟာမြန်မာတနိုင်ငံလုံးကိုပြည်တွင်းစစ်မီးကြီးတွေကိုအရှိန်ဟုန်ပြင်းစွာနဲ့တွန်းပို့လိုက်ပါတယ်။ပြည်မမှာຫນွေဦးတော်လှန်ရေးနဲ့အတူစစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေချိန်မှာတော့ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA နဲ့အာရခတပ်တော် AA ဟာအလွန်ပါနပ်ပြီးတော့အမြောင်မြင်ရှိတဲ့စစ်ရေးနိုင်ငံရေးကစားကွက်ကိုအသုံးချခဲ့ပါတယ်။သူတို့ဟာစစ်ကောင်စီနဲ့ချက်ချင်းတိုက်ပွဲမဖြစ်ပွားသေးဘဲနဲ့ရခိုင်ပြည်နယ်အတွင်းမှာကိုပိုင်တရားစီရင်ရေးကိုပိုင်အုပ်ချုပ်ရေးရန်တရားတွေကိုကြေးရွာအဆင့်ကစားလို့မြို့နယ်အဆင့်ထိအခိုင်အမာတည်ဆောက်ခဲ့ကြပါတယ်။ဒါဟာရခိုင်သမိုင်းမှာနှစ်ပေါင်း200ကျော်အတွင်းပထမအဦးဆုံးအကြိမ်ကိုပိုင်အုပ်ချုပ်ရေးကိုလက်တွေ့ကျင့်သုံးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အာနာရှင်စနစ်ချေမှုန်းရေးဆိုတဲ့သမိုင်းပေးတာဝန်အရာချက်ချင်းရှောင်လွဲလို့မရတဲ့အလှည့်အပြောင်းကတော့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာရောက်ရှိခဲ့ပါတယ်။ညီနောင်မဟာမိတ်3ဘွဲ့ရဲ့139နှစ်ကုန်စစ်စင်ရေးစတင်တာနဲ့အတူအာရခတပ်တော် AA ဟာရခိုင်စစ်မျက်နှာကိုဖွင့်လှစ်ပြီးတော့စစ်ကောင်စီတပ်တွေကိုအရှိန်ဟုန်ပြင်းစွာထိုးစစ်ဆင်ပါတယ်။ဒီစစ်ပွဲဟာ2024ခုနှစ်2025ခုနှစ်တွေကိုကြော်ဖြတ်ပြီးယခုလက်ရှိ2026ခုနှစ်အထိဆက်လက်ပြီးတော့တောက်လောင်နေဆဲဖြစ်ပါတယ်။ဒီစစ်ပွဲအတွင်းမှာစစ်ကောင်စီဟာစစ်ရေးရအဆက်တကွဲအရှုံးနိမ့်လာတဲ့အခါတမိုင်းကရက်ဆက်မှုဟောင်းတွေကိုပြန်လဲအသက်သွင်းခဲ့ပါတယ်။သူတို့ကလေကြောင်းကနေဘုံကျဲတယ်။ Navy သင်္ဘောတွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ရည်ရွယ်ချက်ရှိရှိပြစ်ခတ်ခြင်းတွေကိုပြုလုပ်ခဲ့လို့ရခိုင်တို့ရဲ့နှလုံးသားဖြစ်တဲ့ရှေးအောင်ယဉ်ကျေးမှုနယ်မြေမြောက်ဦးမြို့ကဖျားပထိုးတွေပြည်သူတွေရဲ့အိုးအိမ်တွေစေးရုံတွေစာတင်ကျောင်းတွေဟာပြာပုံအတိဖြစ်ခဲ့ရပါတယ်။ဒါဟာရခိုင်ပြည်သူတွေအတွက်တော့1984ခုနှစ်ကမြောက်ဦးကြဆုံးခဲ့ရတဲ့စိတ်တန်ရဟောင်းကိုစစ်ကောင်စီကရဲရဲဆက်ဆက်ပြန်ပြီးတော့စွာပေးလိုက်တာပါပဲ။ဒါတင်မကသေးပါဘူးစစ်ကောင်စီဟာဘူးတီတောင်နဲ့မောင်တော်ဒေသတွေမှာအင်္ဂလိပ်တို့ခြံရစ်ခဲ့တဲ့သွေးခွဲအုပ်ချုပ်ရေးအစိတ်အတောက်ကိုနောက်ဆုံးလက်နက်ဖြစ်ထုတ်သုံးခဲ့ပါတယ်သူတို့ဟာရခိုင်တိုင်းရင်းသားတွေနဲ့မွတ်စလင်လူထုကြားမှာသွေးချောင်းစည်းစိမ်မဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတွေကိုပြန်လည်ဖြစ်ပွားအောင်လို့အတင်းအဓမ္မစစ်သားစုဆောင်းတာတွေမြို့တွေကိုမီးရှို့ပြီးတော့တစ်ဖက်နဲ့တစ်ဖက်အမုန်းပွားအောင်လှုပ်ဆောင်တာတွေကိုစနစ်တကျလှုပ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့အခုလက်ရှိ2026ခုနှစ်မှာတော့ရခိုင်ပြည်ရဲ့အခင်းအကျင်းဟာအတိတ်ကလိုမဟုတ်တော့ပါဘူးရခိုင်ပြည်သူတွေနဲ့ ULA ပြီးတော့ AA ဟာစစ်ကောင်စီရဲ့သွေးခွဲမှုစိတ်တဆညစ်ကွက်တွေကိုရှင်းချက်တဲ့နိုင်ငံရေးအတွေးခေါ်နဲ့ကျော်လွှားနိုင်ခဲ့ပါတယ်လက်ရှိစစ်ရေးအခြေအနေအရအာရခတပ်တော်ဟာရခိုင်မြောက်ပိုင်းနဲ့ကြောက်တော်ဗီလင်းမြောက်ဦးမင်းပြပုံနာကျွန်းရသေ့တောင်ဘူးတီတောင်မောင်တော်စားတဲ့မြို့ကြီးတွေအားလုံးသာမကဘဲနဲ့ရခိုင်တောင်ပိုင်းကကဘာလက်ခီးသွားမြို့တော်တန်တွဲနဲ့တောင်ကုန်းမြို့တွေကိုပါအပြတ်သက်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်စစ်ကောင်စီဘက်ကတော့ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာအမ်းမြို့လိုနေရာအနှဲငယ်မှာသာအသက်ငင်နေတဲ့ခန့်စစ်နဲ့အသေးအံခုခံနေရတဲ့အခြေအနေကိုရောက်ရှိနေပါတယ်ကျွန်တော်အနေနဲ့ကောက်ချက်ချရမယ်ဆိုရင်တော့လွန်ခဲ့တဲ့1984ခုနှစ်အချုပ်ချာအာဏာကျဆုံးခဲ့ရပြီး1885ကနေကိုလိုနီခေတ်တစ်လျှောက်လုံးအင်္ဂလိပ်တို့ရဲ့သွေးခွဲအုပ်ချုပ်မှုအောက်မှာစူပေါင်းလေးပြပျောက်ဆုံးကလွတ်လပ်ရပြီးနောက်ပိုင်းမှာဆိုရင်လည်းပြည်တွင်းစစ်မီးကြီးထဲမှာနှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရတဲ့ရခိုင်လူမျိုးတွေဟာလက်ရှိ2026ခုနှစ်မှာတော့သူတို့ရဲ့ပျောက်ဆုံးသွားတဲ့တရက်ဖူနဲ့ဂုံတိတ်ခါကိုသွေးတွေချွေးတွေမျက်ရည်တွေနဲ့ရင်းပြီးတော့ပြန်လဲသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒါဟာအတူယူစရာတော့ကောင်းနေပါသေးတယ်ရခိုင်လူမျိုးတွေဟာ
တမိုင်းရဲ့နှိမ့်ဆက်မှုကိုခံခဲ့ရတဲ့တားကောင်ဘဝကနေမိမိတို့ရဲ့အနာဂတ်ကံကြမ္မာကိုကိုယ်တိုင်ပြန်လဲရေးဆွဲပြဋ္ဌာန်းခွင့်ရှိတဲ့တမိုင်းတစ်ခုကိုဖန်တီးသူတွေအဖြစ်နဲ့စိတ်ဒစားအရာရောလက်တွေ့အရာပါအောင်မြင်စွာအသွင်ကူးပြောင်းနိုင်ခဲ့ပြီဆိုတာကိုဒီကနေ့2026ခုနှစ်ရခိုင်မြေပြင်အခင်းချင်းကကဘာကြီးကိုတက်သေးပြမော်ကွန်းထုံးလိုက်ခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဗမာလူမျိုးတွေကတော့လုံးဝလွတ်မြောက်ဖို့ကံကြမ္မာမရှိနေပါဘူးမျိုးဆက်သစ်လူငယ်လေးတွေကိုကြည့်လိုက်ရင်မိုဘိုင်းလေးချက်ဆော့မယ်ဆော့ဖင်နိုင်မယ်ဒီလောက်ကိစ္စတွေပဲသူတို့မှစဉ်းစားနိုင်ချိန်စဉ်းစားဖို့အချိန်စဉ်းစားဖို့အတွေးခေါ်ပဲရှိပါတော့တယ်အဲ့တော့ကျွန်တော်တို့ဟာတိုင်းရင်းသားညီကိုတွေရှိရနေပြီးတော့ပြန်လဲတင်ယူရမယ့်အနေအထားတော့ရောက်နေပါပြီခင်ဗျ